မွေးကလေးကသွေးဆူလွန်ပြီးအရာရာကိုတိုက်ခိုက်ဖြည့်ရှင်းတတ်ကြတဲ့မုံတိုင်းလို့နာမည်ပေးထားတဲ့ဒီလိတ်ငယ်လေးနဲ့သူ့အကိုတို့ဟာတရုတ်နိုင်ငံကအိမ်တအိမ်မှာမွေးဖွားလာခဲ့ကြပါတယ်ငယ်စဉ်ကတည်းကပစွန်အသားတစ်သေးလေးတစ်ဖက်အတွက်တောင်ညီကိုနှစ်ကောင်လယ်ပင်ကိုမလွတ်တမ်းကိုက်ခဲ့ကြတယ်မွေးထားတဲ့ရေကန်ကျင်းကျင်းလေးထဲမှာလဲသူတို့ရဲ့ရံပွဲတွေကနေ့တိုင်းလိုပါပဲမုံတိုင်းလို့ခေါ်တဲ့ညီငယ်လေးဟာတိတ်ကိုရဲတင်းလွန်းတော့တနေ့မှာအင်ရှင်ခေါ်လာတဲ့စူးချွန်တွေနဲ့မိเจ้าလေးကိုပါတွားရန်စမိလို့အပြင်းအထန်အကိုက်ခံခဲ့ရပါသေးတယ်အချိန်တွေကြာလာလို့အရွယ်ရောက်လာချိန်မှာသူတို့ကိုလွတ်လပ်တဲ့ပင်လယ်ပြင်ကျဲကြီးစီလွတ်ပေးခဲ့ပါတယ်။ကျေပြောလာတဲ့သမုဒ္ဒရာကြီးကသူတို့ရဲ့ဒေါသတွေကိုငြိမ်းအေးသွားစေမယ်လို့ထင်ပါသလား။လုံးဝကိုမငြိမ်းအေးခဲ့ပါဘူး။တဏှာကြောက်တန်းနာရောက်တဲ့အထိအချင်းချင်းမဲမဲမြင်ရဆက်ကိုက်နေကြလို့မနေနိုင်တဲ့တခင်ဟောင်းကိုယ်တိုင်နောက်ဆုံးရေငုပ်ဝစ်စုံနဲ့ရေအောက်ထိဆင်းပြီးဖြန့်ဖြေဝင်ဆွဲပေးခဲ့ရတဲ့အထိပါပဲ။သူတို့ရဲ့မာနကအဲ့ဒီမှာတင်ရက်မသွားပါဘူး။ငါးလေးတွေကိုလိုက်ကိုက်တယ်။အေယာမငါးအုပ်ကြီးတွေတဲကိုမကြောက်မရွံ့ဝင်တိုးပြီးစိန်ခေါ်တယ်။ညံရီမြင့်မားတဲ့လင်းပိုင်တွေရဲ့နှုတ်သီးဖြားနာအထိသွားပြီးရန်ဆဆော့ကစားခဲ့ကြတယ်။သမုဒ္ဒရာတစ်ခုလုံးကိုသူတို့ပိုင်တယ်လို့ထင်နေခဲ့ကြတာပါ။ဒါပေမဲ့အားလုံးကိုအနိုင်ကျင့်ချင်နေတဲ့သူတို့ရဲ့မာနတွေကိုတစစီရိုက်ချိုးပစ်မဲ့အရာတစ်ခုနဲ့အမတ်မထင်ဆုံတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့သမုဒ္ဒရာရဲ့အရှင်သခင်အေယာမငါးမန်းကြီးတစ်ကောင်ရဲ့အမဲလိုက်ခြင်းကိုခံလိုက်ရတာပါပဲဘသူကမှဂယုမဆိုင်ခဲ့တဲ့မုံတိုင်းတို့ညီကိုသူတို့ဘဝမှာပထမဆုံးအကြိမ်ဖြစ်တေမင်းကိုကြောက်လန့်တကြားနဲ့အသေးတန်ထွက်ပြေးခဲ့ရပါတယ်ဒါပေမဲ့အနှဲငယ်နေကွေးသွားတဲ့အကိုကြီးကတော့ငါးမန်းကြီးရဲ့ပါဇက်ဖျားမှာအသက်ပါသွားခဲ့ရပါတယ်မုံတိုင်းတယောက်သာလက်မတင်လေးလွတ်မြောက်လာခဲ့ပါတယ်ဒီအဖြစ်အပျက်ကသူ့ကိုအများကြီးပြောင်းလဲသွားစေခဲ့တဲ့အသက်ကြီးလာတဲ့အခါမှာတော့အရင်ကဒေါသတွေတွေးဆူမှုတွေအလုံးကင်းစင်သွားပြီးပင်လယ်ပြင်မှာတည်တည်ငြိမ်ငြိမ်ပဲနေထိုင်သွားပါတော့တယ်တခါတလေမှာဘဝရဲ့အကြီးမားဆုံးသင်ခန်းစာတွေကိုတေမင်းနဲ့မျက်နှာချင်းဆိုင်တွေ့မှသာနားလည်သွားတတ်ကြတယ်ဆိုတာဒီအဖြစ်အပျက်ကတက်တည်ပြနေတာပါပဲ